မင်္ဂလာပါရှင်ကျမကတော့အင်္ဂလိပ်စာတီချာလေးတီချာပုံညက်ခိုင်ပါကျမဒီနေ့ဘာကြောင့်လဲပတ်သက်ပြီး sharing လုပ်မလဲဆိုရင် beautiful နဲ့ pretty နဲ့ကွာခြားချက်လေးကိုပြောပြပါမယ်နော်တော်တော်များများတော့ beautiful နဲ့ pretty နဲ့ကိုတူကြတယ်ပေါ့နော်တူတယ်ထင်ကြတယ်ဟုတ်တကယ်လဲတူပါတယ်နော်များသောအားဖြင့်တော့တူတယ်ဆိုပြီးတော့သုံးကြတာပေါ့နော် pretty ပဲသုံးတော့ beautiful ပဲသုံးတော့မှန်တယ်ပေါ့နော်ဒါပေမဲ့နည်းနည်းလေးတော့ကွာပါတယ်အဲ့ဒါဘာလဲဆိုရင် pretty ကကျတော့ကျမတို့ cube type ပဲကိုသွားတယ်ဆိုရင် pretty ကိုသုံးပါတယ် beautiful ကကျတော့ကျမတို့နန်းဆန်တဲ့အလှမျိုးပေါ့နော်ဟို serious ဖြစ်တဲ့အခါမျိုးမှာဆို beautiful ကိုသုံးပါတယ်ကျမဘယ်လိုလဲဆိုရင် for example ပြရ a girl is so pretty a girl is so pretty မိန်းကလေးဖြစ်တဲ့အတွက်မိန်းကလေးငယ်ငယ်လေးဖြစ်တဲ့အတွက် cute type ကိုသွားချင်တာဖြစ်တဲ့အတွက် pretty ကိုသုံးတာပါ a woman is so beautiful a woman is so beautiful ဆို women ကြတော့ကျမတို့က woman ကြတော့ဟိုလူကြီးဆိုတော့ cute ကိုမသွားဘူးလေ serious ဖြစ်တယ်သူ့ရဲ့အလားနန်းဆန်တဲ့ပုံစံမျိုးပြောချင်တာဖြစ်တဲ့ကြောင့် a woman is so beautiful ကိုသုံးပါတယ် pretty က cute type ကိုသုံး cute type ပုံစံလေးပေါ့နော်အရင် serious မဖြစ်ဘူးတာမန်လေးပြောလိုက်တဲ့အခါမျိုးမှာဆို pretty ကိုသုံးပါတယ် beautiful ကကြတော့ကျမတို့ serious ဖြစ်တဲ့အခါမျိုးမှာ beautiful ကိုသုံးပါတယ် pretty နဲ့ beautiful ကအဲ့ဒါလေးကွာပါတယ်เนาะဒီနေ့ video ကတော့လောက်ပါပဲနောက် video မှာပြန်ဆုံပါမယ်ရှင် bye bye ပါ